ချီအင်းအားလန်းအိမ်ကနေကလေးတွေကိုခေါ်ပြီးထွက်သွားတာဘာကြောင့်လဲဘာလို့သူအဲ့လိုဆုံးဖြတ်ခဲ့တာလဲဆိုတာကျွန်တော်သိချင်တယ်မမလေးကကျမကိုဘာမှပြောမသွားပါဘူးတတိမင်းနေရှင်ကျွန်တော်မညာပါနဲ့ကျမတတိကိုမညာပါဘူးအဲ့ဒီအချိန်တော့မမလေးကကလေးနှစ်ယောက်ကိုခေါ်ပြီးအိမ်ကနေထွက်သွားမယ်ပြောပြီးကျမစီအကူညီတောင်းခဲ့တော့ကျမအရန်ကိုလန့်သွားခဲ့တာပါအကောင်အတိုင်းရှိနေတဲ့သူကဘာဖြစ်လို့ရုတ်တရက်အိမ်ကနေထွက်သွားဖို့ဆုံးဖြတ်ရတာလဲဆိုပြီးကျမနားမလည်နိုင်အောင်ဖြစ်ခဲ့ပါတယ်မမလေးကိုမေးတော့လဲမမလေးကကျမကိုဘာမှပြန်မပြောဘူးသူပြောတာသူ့ကိုတနာရင်အကူညီပေးပါတဲ့တကယ်လို့အကူညီမပေးနိုင်ဘူးဆိုရင်လဲသူလောက်တာတွေကိုမတားပဲမတိကြအောင်ဆောင်ပေးပါလို့ပဲကျမကိုတောင်းဆိုခဲ့တာပါတည်းကျမဘလို့စိတ်မျိုးနဲ့မမလေးကိုလစ်လို့ရှုနိုင်မှာလဲတည်းအဲ့ဒါကြောင့်မလို့ကျမမမလေးကိုအကူညီပေးဖို့ဆုံးဖြတ်ခဲ့တာပါဒါဆိုခင်ဗျားဆိုလို့ကျင်တာချီအင်းအားလန်းအိမ်ကနေထွက်သွားတဲ့ကိစ္စခင်ဗျားဘာမှမသိဘူးလို့ပြောချင်တာလားကျမဘာမှမမလေးကပြောသွားခဲ့တာမဟုတ်ပါဘူးဒါပေမဲ့ဘာဖြစ်လဲမမလေးအိမ်ကထွက်သွားခင်တော့တတိအတွက်စားတစ်စောင်းခြံခဲ့ဖို့လုပ်ခဲ့ပါသေးတယ်တယောက်တည်းချင်နိုင်မပြေရမလဲတယောက်တည်းချင်နိုင်မလို့ရမလဲတယောက်တည်းချင်နိုင်ခံစားနေလေတယောက်တည်းချင်နိုင်